မင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ကိုဝါလူပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်ဇာတ်လမ်းကိုနားထောင်ပြီးတော့ရင် Money Laundering လို့ခေါ်တဲ့ငွေကြေးခွာချမှုအကြောင်းနဲ့သူ့ရဲ့စိုးကျိုးတွေကိုကောင်းကောင်းကြီးသဘောပေါက်သွားလိမ့်မယ်လို့ပြောနေတယ်တကယ်တော့ဒီအကြောင်းအရာကျွန်တော်တို့နဲ့အရန်ဝေးတယ်လို့ထင်ရပေမဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာနေတိုင်းမြင်တွေ့နေရတဲ့ကိစ္စတစ်ခုလည်းဖြစ်နေနိုင်တယ်လူမရှိပဲဖွင့်ထားတဲ့ဆိုင်ကြီးတွေရုတ်တရက်ကြီးချမ်းသာလာတဲ့လူတွေရဲ့နောက်ွယ်လှုပ်ဝက်ချက်ကပါတယ်ကဲဇာတ်လမ်းထဲမှာကျွန်တော်ဘယ်လိုမျိုးအာလူးမောက်ကိုလုပ်ပြီးတော့ laundry လုပ်မလဲဆိုတာအတူတူကြည့်လိုက်ရအောင်စိတ်ကူးရဲမှာတရားဥပဒေတစ်ခုရှိရလို့မြင်ကြည့်လိုက်အဲဒီဥပဒေကဘာလဲဆိုတော့ဒီကဘာကြီးမှာအာလူးရောင်းဝယ်စားတော့ခြင်းကိုပြင်းပြင်းထန်ထန်တားမြစ်သည်ဆိုတဲ့ဥပဒေပေါ့အာလူးကြော်စားရင်တော့မှအဖမ်းခံရမယ့်ခေတ်ဒါပေမဲ့အဲဒီခေတ်မှာကဘာကျော်တရားမဝင်အာလူးမောက်ကိုရစားကြီးတယောက်ရှိတယ်သူကတော့ကိုအာလူးပါပဲကိုအာလူးကတရားမဝင်အာလူးမောက်ကိုလုပ်ငန်းနဲ့တညတည်းနဲ့အသက်တင်အမြတ်3,000ရလိုက်တယ်ဒါပေမဲ့ပြဿနာကအခုမှစတာကိုဝါလူကအဲ့ဒီ3,000ကိုချက်ချင်းကားဝယ်တိုက်ဝယ်ပြီးတုံဖြုံလိုက်ရင်အာနာပိုင်တွေကရိပ်မိသွားလိမ့်မယ်ဟဲ့လို့ခမရတလားမှလာစာ3သိန်းပဲရတယ်လို့တမလေးဒီ3,000ဘယ်ကကြလာလဲဆိုပြီးစစ်စင်ကိုဝါလူရဲ့အာလူမောက်ကိုခိုင်းတစ်ခုလုံးဖျော်ဖျဲဖြစ်ပြီးထောင်ထဲဝင်ရမယ်အဲဒါကြောင့်ကိုဝါလူကသူ့ရဲ့ညစ်ပတ်နေတဲ့အာလူပစံတွေကိုတန်ရှင်းတဲ့ငွေဖြူဖြစ်အောင် Money Laundering လုပ်ဖို့ကြံစီရတယ်ကဲဘယ်လိုအစင်စင်ခွာချမယ်ကြည့်အောင်အဆင့်1အယောင်ဆောင်ဆိုင်တစ်ခုဖွင့်ခြင်း placementကိုဝါလူကမြို့လေကောင်မှာကော်ဖီဆိုင်အသေးလေးတစ်ခုဖွင့်လိုက်တယ်။အဲဒီဆိုင်မှာတကယ်လာတောက်တဲ့လူကတစ်ရက်ကို9ယောက်ပဲရှိတာ။ဒါပေမဲ့ကိုဝါလူရဲ့စင်းစောက်ထဲမှာဒီနေ့ကော်ဖီခွက်ရည်1000ရောင်းရပါတယ်ဆိုပြီးဘေတူတွေအပတ်တိုင်းလင်ရေးတယ်။ပြီးတော့သူ့ရဲ့အာလူမှောက်ကိုပစံတွေကိုကော်ဖီဆိုင်ဝင်ငွေပါဆိုပြီးရောထည့်လိုက်တယ်။လူမလာလဲဆိုင်လာကတွေဝန်ထမ်းလာကတွေအများကြီးပေးထားပြီးတော့ဆိုင်ကိုဘယ်တော့မှမပိတ်ဘူး။အဆင့်2 Sally Live Series နဲ့ပူးပေါင်းခြင်း Layering ကော်ဖီဆိုင်နဲ့မကသေးဘူးကိုဝါလူကသူ့ရဲ့ laundry လုပ်ငန်းစဉ်ပုံမြင်အောင်မြို့ကနာမည်ကြီး live sale ဆယ်လီဒေါ်ကျက်ဦးနဲ့ထိတ်ဆက်လိုက်တယ်ဆယ်လီဒေါ်ကျက်ဦးကစိန်တူတွေကြောက်တူတွေကို live မျိုးရောင်းတဲ့အခါမှာကိုဝါလူကအကောင့်တူတွေနဲ့ဝင်ပြီးကျွန်တော်3,500ဘူးအကုန်သိမ်းမယ်ဟာ3,100ဘူးဝယ်မယ်ကဲဒီလိုတွေဝင်ဝယ်ပြတယ်ဆယ်လီဒေါ်ကျက်ဦးကသူရောင်းနေတဲ့ပစ္စည်းတွေအားလုံးစိုးအောက်သွားပြီဆိုပြီးတော့ဝမ်းသာပြတာပေါ့အဆင့်3 integration အခုဆိုရင်ကိုဝါလူရဲ့တရားမဝင်အာလူပစံတွေကကော်ဖီဆိုင်ဝင်ငွေဆယ်လီဒေါ်ကျက်ဦးရဲ့ပစ္စည်းရောင်းငွေအဖြစ်ပုံစံပြောင်းသွားပြီကိုဝါလူကအစိုးရကိုအခွန်30%သိန်း300ကိုပြုံကြီးပေးဆောင်လိုက်တယ်။ရော့ငါရိုးသားသားစီးပွားရေးလုပ်လို့ရတယ်ပတ်စံမလို့အခွန်ဆောင်တာဆိုပြီးတော့ပေါ့။ကျန်တဲ့သိန်း900ကတော့အစိုးရကိုယ်တိုင်သိမှတ်ပြုထားတဲ့တရားဝင်ငွေဖြူတန်တန်လေးတွေဖြစ်သွားပြီ။အခုဆိုရင်ကိုဝါလူကအဲ့သိန်း900ကိုသုံးပြီးတော့စိတ်ကြိုက်တိုက်ကြီးတွေကားကြီးဝယ်ပြီးစိတ်ကြကြသုံးလို့ရသွားပြီ။ဒါပေမဲ့ဇလန်းကဒီမှာလည်းမပြီးသေးဘူး။ကိုဝါလူတို့လိုလူတွေပျော်ကြီး Money Laundering လုပ်နေတဲ့အချိန်မှာကောင်းကောင်းဝယ်လှူစားနေတဲ့ကျွန်တော်တို့ရဲ့ကိုပိန်းုံလေးဘာဖြစ်နေလဲစက်ကြည့်အောင်။ကိုပိန်းုံကမနက်9:00နာရီကနေညနေ9:00နာရီအထိရိုးသားသားလုပ်နေတဲ့လကစားဝန်ထမ်းလေးသူကအလုပ်ထဲမှာအရန်စူးစမ်းလို့ကုမ္ပဏီကသူ့လစာကိုတစ်နှစ်တိုးပေးရှာတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူ့လစာတိုးတာထက်သူလိုချင်တဲ့ကိုပိုင်အိမ်နဲ့ခြံစည်းနှုန်းကအစမတန်ပိုတိုးသွားတာပဲဘာဖြစ်လို့လဲသိလားကိုဝါလူလိုအာလူမောက်ခုသမားတွေကသူတို့ငွေဖြူလျှော်ထားတဲ့ပတ်စံနေနဲ့အင်ချင်မြေတွေကိုဈေးပြိုင်အိတ်တုံဖောင်မောက်လိုက်ဝယ်နေကြလို့ invention က3,500နဲ့ရောင်းမဲ့အိမ်ကိုဝါလူကငွေဖြူဖြစ်ဖို့အဓိကဆိုပြီး3,000ပေးမယ်ဆိုပြီးဝယ်ပစ်လိုက်တော့မြို့ထဲမှာအိမ်ဈေးခြံဈေးတွေဟာမိုးထီအောင်ထိုးတက်သွားတာပေါ့ကိုပိန်းုံခမဘလောက်ပဲစူးစမ်းမိသားစုအတွက်အိမ်လေးတစ်လုံးဝယ်ဖို့ကပို့ပြီးတော့အလှမ်းဝေးဝါးရှာတယ်စီးပွားရေးကြောက်တဲ့ကြောက်ချင်းနဲ့နှီးကုန်းကိုဝါလူတို့ကြောင့်ဖြစ်လာတဲ့ဒုက္ခကအိမ်ဈေးတက်ရုံနဲ့မဟုတ်ဘူးနော်တိုင်းပြည်ရဲ့ကုန်ဈေးနှုန်းတွေပါလိုက်တက်ကုန်တာဘာကြောင့်လဲဆိုတော့တရားမဝင်ငွေတွေဈေးကွက်ထဲအများကြီးရောက်လာတော့ငွေကြေးဖောင်းပွားမှုတွေဖြစ်တိုင်းပြည်ရဲ့စီးပွားရေးကလည်းတစ်နှစ်ကြောက်တဲ့ကြောက်သွားတော့တာပဲတကယ်လုပ်ငန်းရှင်အစ်စ်တွေကအရင်နှီးမဆိုင်ရတော့ပဲအခွင့်အလမ်းတွေပိတ်ကုန်တယ်နောက်ဆုံးတော့အာလူတို့တိုင်းပြည်လည်းမွဲကိုပိန်းုံလည်းဆင်းရဲကိုဝါလူလည်းတရားဥပဒေရဲ့လက်ကမလွတ်ပဲထောင်ထဲမှာပဲရိုးဆွဲရမယ့်ဘဝကိုရောက်သွားတတ်တယ်ကဲအခုဆိုလို့ရှိရင်ပဝန်းကျင်ကဘာဖြစ်လို့လူမလာတဲ့ဆိုင်တွေဖွင့်ထားတာလဲတာမန်လူတွေကဘာလို့ရုတ်တရက်ချမ်းသာလာတာလဲဆိုတာကိုမျက်စိပွင့်သွားလောက်ပြီးတင်တယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပဝန်းကျင်လှုပ်ဝက်ချက်တွေကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့